ပြန်တဲ့သူတွေကိုခွင့်လွှတ်တဲ့နယ်လို့ထင်လား သူတို့ပေါ်မူတည်တယ်သူတို့ရဲ့ပြုမှုတွေကခွင့်လွှတ်တဲ့အခြေအနေဆိုရင်တော့ခွင့်လွှတ်တဲ့တယ်ဒါပေမဲ့သူတို့ကမပြောင်းလဲဘူးအရင်အတိုင်းဆိုတယ်ဆိုတော့ခွင့်လွှတ်တဲ့ ဖောက်ပြန်တဲ့သူတွေရောခွင့်လွှတ်တဲ့နယ်လို့ထင်လား ခွင့်လွှတ်တယ် ဘာလို့မခွင့်လွှတ်တယ်လို့ထင်တာလဲ အဲ့ဒီဟာမကောင်းဘူးလေဟောပြန်မှုဆိုတာ မကောင်းဆိုတော့ဖောက်ပြန်တဲ့သူကိုခွင့်လွှတ်တယ်လို့ထင်တယ် ခွင့်မလို့တော့ပါမယ် လူတယောက်ကိုစိတ်ထဲမှာမရှိတော့ဘူးဆိုလို့ရှိရင်တော့သူခွင့်လွတ်တာမခွင့်လွတ်တာထက်ဘာမှစိတ်ထဲမှာမရှိရဘူး ဒါလေးနေနဲ့ရောဖောက်ပြန်တဲ့သူကိုခွင့်လွှတ်တဲ့နယ်လို့ထင်လား ထင်ဒါပေမဲ့အဲ့တုန်းကပထမဆုံးဆိုတော့ဒီတိုင်းပဲထားပြလိုက်တော့ဒါပေမဲ့နောက်တစ်ခါထပ်လုပ်ရင်တော့နေလို့တို့ငါလည်းပြန်လုပ်မယ်လို့ပြောလိုက်အဲ့ဒါသူကလည်းမလုပ်တော့ပါဘူးဘာညာလဲဟောတောင်းမှန်းခွင့်လွတ်တဲ့နယ်လို့တော့မထင်ဘူးဒါပေမဲ့တချို့လူတွေကြရင်တော့လည်းအရင်ချစ်တဲ့အခါလက်မလွတ်နိုင်တာရှိရပေါ့နော် chance တကူတော့ပေးကြည့်လိုက်ပေါ့အဲ့ဒါမှဟိုမဖြစ်သေးဘူးဆိုရင်တော့ဒါအတယောက်ရဲ့အဲ့လူရဲ့ဗီဇဖြစ်သွားတယ်